အားလုံးပဲမင်္ဂလာပါ MC Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တဲ့မှုခင်းကတော့လင်မယားနှစ်ယောက်ကလောင်ကစားလုပ်ရင်းနဲ့အကျွေးတွေတင်သွားခဲ့ပြီးတော့ဒီအကျွေးတွေကိုပြန်မဆက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့သူတို့တမိသားစုလုံးရရဆက်ဆက်တပ်ဖြတ်ခံလိုက်ရတဲ့မှုခင်းပေါ့နော်ဒီအမှုမှာလူသက်သမားကသူတို့ရဲ့အသားတွေကိုနှုတ်ဆင်းပြီးတော့ပေါက်စီထဲမှာထည့်ပြီးတော့ရောင်းချခဲ့တယ်ဆိုပြီးတော့လဲနာမည်အရန်ကြီးခဲ့တဲ့မှုခင်းတစ်ခုလည်းပဲဖြစ်တယ်โอเคအဲ့တော့ကျွန်တော်တို့ဘာအကြောင်းကြောင့်များဒီလိုမျိုးရဲဆက်ဆက်တက်ဖြတ်ခဲ့တဲ့အထိဖြစ်သွားစေခဲ့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်မကောင်မြို့က1850ပြည့်လို့နှစ်တွေကလေးကလောင်ကစားလုပ်တာကိုတရေဝင်ခွင့်ပြုပေးလိုက်တဲ့အတွက်ကြောင့်မလို့လောင်ကစားခီးသွားလုပ်ငန်းမှာတော်တော်လေးကိုအထွတ်ထိပ်ကိုရောက်လာတဲ့နိုင်ငံဖြစ်တယ်ဘလို့တော့တင်စားလဲဆိုတော့ American နိုင်ငံက Las Vegas မြို့ထက်တောင်မှပို့ပြီးတော့ကြီးကျယ်ခမ်းနားတယ်ဆိုပြီးတော့လူတွေကပြောကြတယ်ဒါပေမဲ့ဒီလိုမျိုးဆွဲဆောင်မှုရှိတဲ့မင်းအောင်စုံနဲ့လှပနေတဲ့မြို့ရဲ့နောက်ွယ်မှာအမောင်ဖက်ချမ်းတစ်ခုရှိနေတယ်ဆိုတော့ကိုဘယ်သူမှမသိရှိခဲ့ကြဘူးမကောင်မြို့ကိုပေါ်တူဂီနိုင်ငံကအုပ်ချုပ်နေတဲ့ကာလအတော်တွင်းမှာဖြစ်ပွားခဲ့တဲ့နတ်မင်း၈ပါးစားတောက်ဆိုင်လူတက်တဲ့အမှုဟာဒေသခံတွေအပေါ်မှာတော်တော်လေးကိုရိုက်ခတ်မှုကြီးမားခဲ့တဲ့အမှုတစ်ခုဖြစ်ခဲ့တယ်ဒီအမှုကဝန်ချီဟန်ဆိုတဲ့အမျိုးသားတယောက်စီကနေပြီးတော့ဖြစ်ပွားခဲ့တာပေါ့နော်သူဟာတရုတ်ပြည်မကြီးကနေမွေးဖွားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့နာမည်ကချန်ကြောင်လျန်ဆိုပြီးတော့လည်းခေါ်ကြတယ်။ဝမ်ရဲ့ကလေးဘဝနဲ့သူတရုတ်ပြည်မှာဖြတ်တန်းခဲ့တဲ့သူ့ရဲ့ဘဝအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှမသိရဘူး။နောက်ပြီးတော့သူ့ရဲ့မိဘတွေရဲ့နာမည်နဲ့ပတ်သက်ပြီးတော့လည်းဖော်ပြထားတာမျိုးမရှိဘူးပေါ့နော်။ဝမ်က1980ပြည့်လွန်နှစ်တွေမှာဟောင်ကောင်ကိုပြောင်းရွှေ့ခဲ့ပြီးတော့အဲ့ဒီနေရာမှာတော်တော်ကြာတဲ့အထိနေထိုင်ခဲ့တယ်။ဒါပေမဲ့သူကဟောင်ကောင်မှာတာမန်လူတယောက်လိုနေထိုင်ခဲ့တာမျိုးတော့မဟုတ်ဘူး။သူဟာငွေကြေးနဲ့ဆက်နေတဲ့ပြစ်မှုတွေနဲ့ဒီရာဇဝတ်မှုတွေထဲမှာပေါ့နော်မကြာခဏပါဝင်ပတ်သက်နေတဲ့သူလည်းဖြစ်တယ်။ဒီလိုရှောက်ထုတ်တွေကြားထဲမှာသူကသူ့ရဲ့နာမည်ကိုချန်ကြောင်လျန်ချန်လူလျန်ဆိုပြီးတော့အမျိုးမျိုးပြောင်းပြီးတော့မှထွက်ပြေးသိမ်းဆောင်နေခဲ့တာပေါ့နော်။ဒီလိုနဲ့1983ခုနှစ်ကိုရောက်တဲ့အခါမှာသူ့ရဲ့ငွေမတ်တဲ့စိတ်ကလူတယောက်ကိုတပ်ဖြတ်ဖို့အထိတောင်ဖြစ်ပွားစေခဲ့တယ်။အစီရင်ခံစာတွေအရနာမည်မဖော်ပြခဲ့တဲ့အမျိုးသားတယောက်ကဝမ်စီကနေပြီးတော့မှလောင်ကစားလုပ်ရင်းနဲ့အကျွေးတွေတင်သွားခဲ့ပြီးတော့မှပြန်မဆက်နိုင်ခဲ့ဘူး။ဒါကြောင့်မလို့ဝမ်ကသူ့အိမ်ကိုတွားပြီးတော့မှသူ့ရဲ့အကျွေးကိုတောင်းခံခဲ့တယ်။ဒါပေမဲ့မရတဲ့အစုံဒေါ်လာတွေထွက်ပြီးတော့မှအဲ့ဒီအမျိုးသားကိုသူ့ရဲ့အိမ်မှာပဲတပ်ပစ်ခဲ့တယ်။ဒီလိုနဲ့သူလူတက်မှုကျွလွန်ပြီးတဲ့နောက်မှာပေါ့နော်။ဝမ်ကတရုတ်နိုင်ငံတောင်ပိုင်းဂွမ်ဇုံမြို့ကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။အဲ့ဒီကိုရောက်တဲ့အခါမှာသူ့ကိုရဲတွေကစုံစမ်းလို့မရအောင်ဆိုပြီးတော့သူ့ရဲ့ဘယ်ဖက်လက်ညိုးကလက်သက်စစ်ကိုဖြတ်ပစ်လိုက်တယ်ပြီးတော့သူ့ရဲ့အခြားလက်တွေကိုလည်းလက်ဖွေရာတွေကိုခွာပစ်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့ဝမ်ကဂွမ်ဇုံမြို့မှာနှစ်ရက်နေငယ်ကြအောင်အိမ်တလုံးကိုငားရမ်းပြီးတော့နေထိုင်ခဲ့တယ်အဲ့ဒီနေရာမှာပဲသူကဒီအိမ်ပိုင်ရှင်ရဲ့သမီးဖြစ်တဲ့လီဆိုတဲ့အမျိုးသမီးနဲ့ယဉ်နေသွားခဲ့တယ်ဒီလိုနဲ့တိတ်မကြောက်သူတို့နှစ်ယောက်ချစ်ကြိုက်သွားပြီးတော့လက်ထပ်ဖို့အထိစီစဉ်ကြရတယ်ပေါ့နော်ဒါပေမဲ့မင်းကလေးဖက်ကမိသားစုကတော့ဒီဆက်ဆံရေးကိုအပြင်းအထန်ကန့်ကွက်ခဲ့တယ်ဘာလို့လဲဆိုတော့ဝမ်ကလောင်ကစားလုပ်ရတာဝဒနာပါပြီးတော့ဒုစရိုက်မှုတွေနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့သူ့ရဲ့ပုံစံကိုမကြိုက်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သူ့သမီးနဲ့လုံးဝသဘောမတူဘူးဒါပေမဲ့ဒီလိုမျိုးသဘောမတူတဲ့ကြားထဲအောင်မှာသူတို့နှစ်ယောက်ကခိုးပြေးသွားကြပြီးတော့မကောင်မြို့ကိုထွက်ပြေးသိမ်းရှောင်လာခဲ့ကြတယ်မကောင်မြို့ကိုရောက်ပြီးတော့တိတ်မကြခင်မှာပဲဝမ်ကတရားမဝင်လုပ်ငန်းတွေနဲ့လောင်ကစားတွေမှာထပ်ပြီးတော့ပတ်သက်လာခဲ့ပြန်တယ်။ဝမ်ရဲ့လောင်ကစားလုပ်တဲ့နေရာမှာတွေးဆောင်ခဲ့တဲ့တငယ်ချင်းတွေထဲမှာဇင်ဆိုတဲ့လင်မယားနှစ်ယောက်လည်းပါဝင်တယ်။အသက်50အရွယ်အမျိုးသားဇင်လင်းနဲ့အသက်49နှစ်အရွယ်သူ့ရဲ့ဇနီးဇင်ဂျန်ရုံးတို့ကအမြဲတမ်းဝမ်နဲ့အတူတူလောင်ကစားလုပ်လက်ရှိတဲ့သူတွေဖြစ်တယ်။ဒီလင်မယားနှစ်ယောက်ကမကာအိုရဲ့စင်ချေဖုံးရက်ကွက်ဖြစ်တဲ့အိုင်အိုဟွန်ဆိုတဲ့ရက်ကွက်မှာနတ်မင်း၈ပါးစားတောက်ဆိုင်ကိုပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်။သူတို့နှစ်ယောက်မှာသမီး၄ယောက်နဲ့သားတစ်ယောက်ရှိတယ်။နောက်ပြီးတော့သူတို့နေတဲ့အိမ်မှာသူတို့ရဲ့ရောက်ခမရဲ့ပြီးတော့သူတို့ရဲ့အမျိုးဖြစ်တဲ့အမျိုးသားတစ်ယောက်နဲ့အတူတူနေထိုင်ကြရတယ်ပေါ့နော်။ဒီစားတောက်ဆိုင်မဖွင့်လှစ်ခင်တော့ကဇင်ကလမ်းဘေးဈေးရောင်းသူတူရဲ့ရင်ဖြစ်ခဲ့တယ်။အဲ့နောက်ပိုင်းသူ့ရဲ့ဆိုင်ကတော်တော်လေးရောင်းကောင်းလာတဲ့အခါမှာတော့ဒီလိုမိသားစုစားတောက်ဆိုင်ကြီးတစ်ခုပိုင်ဆိုင်လာခဲ့တာပေါ့နော်။သူတို့ရဲ့စီးပွားရေးကတော်တော်လေးကိုကောင်းမွန်တယ်လို့ပြောရမယ်။ဒါပေမဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ကတော့သူတို့ရဲ့ဆိုင်ကနေရတဲ့အမျက်ငွေတွေကိုလောင်ကစားဝိုင်းနေမှာပဲဖြုံးတီးပစ်ခဲ့ကြတယ်
ဒီလိုနဲ့1984ခုနှစ်မှာတော့ဝမ်နဲ့ဒီဇနီးမောင်နှံတို့နှစ်ယောက်ကလောင်ကစားဝိုင်းမှာငွေကြေးအမြောက်အများလောင်ခဲ့ကြတယ်1984ခုနှစ်မှာတော့လောင်ကစားပွဲတစ်ခုမှာဝမ်နဲ့သူတို့ဇနီးမောင်နှံတို့နှစ်ယောက်ကငွေကြေးအများကြီးကိုလောင်ခဲ့ကြတယ်ဒါပေမဲ့ဒီဇနီးမောင်နှံနှစ်ယောက်ကဝမ်ရဲ့ရှိန်မှာလုံးဝကိုရှုံးသွားခဲ့တယ်ဒီလိုနဲ့သူတို့ရှုံးသွားတဲ့ပမာဏကဘယ်လောက်လဲဆိုတော့မကာအိုပတ်စံ3,000,000နဲ့မှ8,000အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုလို့ရှိရင်ဒေါ်လာ2,000လောက်ရှိတယ်အဲ့ဒီခေတ်တော့ဒေါ်လာ2,000ကတော့တော်တော်လေးကိုများတဲ့ပမာဏလို့ပြောရမယ်ပေါ့နော်ဝမ်ကဒီလိုမျိုးရှုံးထားတဲ့တက်ကြောင့်မလို့ပေါ့နော်သူတို့နှစ်ဦးနှစ်ဖက်သဘောတူညီမှုတစ်ခုလုပ်မယ်ဆိုပြီးတော့လုပ်တယ်အဲ့ဒါဘာလဲဆိုတော့လောင်ကစားလုပ်ပြီးတော့ရှုံးထားတဲ့အကျွေးတွေကိုတစ်နှစ်အတွင်းပြန်မဆက်နိုင်လို့ရှိရင်ဇင်နဲ့သူတို့မိသားစုလောက်ကင်နေတဲ့ဒီစားတောက်ဆိုင်ရဲ့ပိုင်ဆိုင်မှုပေါင်နှံဆောင်ချုပ်ကိုသူ့ကိုလွှဲပေးရမယ်ဆိုပြီးတော့ဝမ်ကသဘောတူညီချက်တစ်ခုကိုလုပ်ခဲ့တယ်အဲ့ဒါကိုလည်းနှစ်ဖက်စလုံးကသဘောတူလိုက်ကြတယ်ပေါ့နော်ဒီလိုနဲ့လင်မယားနှစ်ယောက်ကဒီအကျွေးတွေအတွက်ပြန်ဆက်ဖို့အတွက်အလုပ်စူးစမ်းတာမျိုးမလုပ်ဘဲနဲ့လောင်ကစားကိုပဲထပ်ပြီးတော့စိန်ခေါ်နေခဲ့ကြတယ်ကံမကောင်းချင်တော့ဒီလင်မယားနှစ်ယောက်ကဝမ်ရဲ့စီမှာရှုံးပြီးရှုံးသွားခဲ့ပြီးတော့အကျွေးတွေဘယ်လောက်တင်သွားခဲ့လဲဆိုတော့မကာအိုပတ်စံ6သိန်းတိတိအမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင်9,500တိတိကိုမှရှိသွားခဲ့တယ်အကျွေးတွေဘယ်လောက်ပဲများနေပါစေခုနကသူတို့ဒီသဘောတူထားတဲ့အတိုင်းပဲတစ်နှစ်အတွင်းဒီအကျွေးတွေကိုဆက်နိုင်ဆက်မဆက်နိုင်လို့ရှိရင်မင်းတို့ရဲ့စားတောက်ဆိုင်ကိုငါအပြီးသိမ်းမယ်ဆိုပြီးတော့သဘောတူညီထားတဲ့အတိုင်းပဲပေါ့နော်ဒီလိုနဲ့အချိန်ကုန်လာတာနဲ့အမျှဇင်ကဝမ်စီကိုလတိုင်းအကျွေးလာပေးတာမျိုးမရှိတဲ့အခါမှာတော့ဝမ်ကဇင်တယောက်ငါ့ကိုအကျွေးများမပေးနိုင်တော့ဘူးလားဆိုပြီးတော့တန်တရားတွေဖြစ်လာတယ်အဲ့လိုနဲ့တစ်နှစ်ကုန်လာတယ်ပေါ့နော်1985ခုနှစ်ဩဂုတ်လ4ရက်ညနေခင်းကိုရောက်တဲ့အခါမှာတော့ဝမ်ကမဖြစ်တော့ဇင်စီကိုတွားပြီးတော့အကျွေးတောင်းမှဖြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနေ့မှာဇင်တို့မိသားစုကပေါ့နော်စားတောက်ဆိုင်ကိုစောစောပိတ်သိမ်းလိုက်တယ်ပိတ်သိမ်းပြီးတော့မနက်ဖြန်အတွက်လိုအပ်တာတွေပြင်ဆင်ကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာဝမ်ကသူတို့ရဲ့ဆိုင်ထဲကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာဝမ်ကဇင်ကိုပြောတာပေါ့နော်သူ့ရဲ့အကျွေးတွေပေးပါဆိုပြီးတော့တောင်းတယ်ဒါပေမဲ့အဲ့ဒီမှာဇင်ကငါမှမရှိသေးဘူးအကျွေးမပေးနိုင်သေးဘူးဆိုပြီးတော့ပဲပြောတယ်ပေါ့နော်အဲ့လိုနဲ့ဟုတ်ပြီမပေးနိုင်ဘူးဆိုလို့ရှိရင်ငါ့ကို3,000လောက်အရင်ပေးခဲ့ပါဆိုပြီးတော့ပြောတယ်ပြောတော့လေဒီလင်မယားကအဲ့လောက်လည်းမပေးနိုင်ဘူးဖြစ်သွားပြန်ရောအဲ့တော့ဝမ်ကလည်းနည်းနည်းတော့စိတ်မရှိတော့ဘူးနော်ဒါပေမဲ့လည်းသူကဟုတ်ပြီ3,000မရှိဘူးဆိုလို့ရှိရင်2,000တော့အနည်းဆုံးပေးခဲ့ပါဆိုပြီးတော့ပြောတယ်ဒါပေမဲ့ဒီမိသားစုကတကယ်ပဲပတ်စံမရှိတာလားမပေးချင်လို့လားတော့မသိဘူးပေါ့နော်အဲ့ဒီ2,000လည်းပဲသူတို့မပေးနိုင်ဘူးဆိုပြီးတော့ဖြစ်သွားပြန်တယ်ဟုတ်ပြီအဲ့တော့ဆိုလို့ရှိရင်ပတ်စံမပေးနိုင်ဘူးဆိုရင်တော့ငါတို့အရင်တော့သဘောတူထားတဲ့အတိုင်းပဲမင်းတို့ရဲ့ဆိုင်ရဲ့ပိုင်ဆိုင်မှုတွေကိုငါ့ကိုလွှဲပြောင်းပေးလိုက်ဆိုပြီးတော့ပြောတယ်ပြောတဲ့အခါမှာလည်းဒီမိသားစုကမပေးနိုင်ဘူးပေါ့နော်မင်းကိုလုံးဝလွှဲပြောင်းမပေးဘူးဆိုပြီးတော့ဒီလိုနဲ့သူတို့နှစ်ဦးနှစ်ဖက်စလုံးကစကားတွေများပြီးတော့ရန်နေဖြစ်ကြတာပေါ့နော်အဲ့လိုနဲ့နောက်ဆုံးမှာဝမ်ကတီးမခံနိုင်တော့တဲ့အဆုံးအရန်ကိုဒေါ်လာတွေထွက်လာပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ဘီယာပလင်းတစ်ခုကိုကောက်ယူလိုက်ပြီးတော့ပလင်းရဲ့အောက်ခြေကိုရိုက်ခွဲလိုက်ပြီးတော့သူတို့ဇနီးမောင်နှံရဲ့တူဒီတော့တားဖြစ်တဲ့အသက်9နှစ်အရွယ်အန်တိုနီယိုဇင်ကွန်တီကိုဆွဲလိုက်ပြီးတော့အဲ့ဒီပလင်းကွဲနဲ့ကလင်းငယ်လေပြင်းကိုထောက်ထားလိုက်တယ်ပေါ့နော်ထောက်ပြီးတော့မှနင်းတို့မိသားစုတစုလုံးတယောက်နဲ့တယောက်ကြိုးချီလိုက်ကြဆိုပြီးတော့အမိန့်ပေးလိုက်တယ်အဲ့လိုနဲ့သူတို့ကလေးတက်ခံရမှာဆိုတဲ့အတွက်ကြောင့်မို့တယောက်ကိုတယောက်ကြိုးချီလိုက်ကြတယ်ပေါ့နော်ပါဇက်တွေကိုလည်းတိတ်တွေနဲ့ပိတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာနောက်ဆုံးကြိုးချီခဲ့တဲ့သူ့ရဲ့ဇနီးရဲ့မျိုးသမီးကအော်ဟစ်ပြီးတော့ကြိုးကနေမရမကရုံထွက်ပြီးတော့အိမ်ရှိကိုပြေးသွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ကံမကောင်းချင်တော့ဝမ်ရဲ့ဖမ်းမိခြင်းကိုခံလိုက်ရတယ်ပေါ့နော်အဲ့လိုနဲ့သူ့ကိုတရွတ်တိုက်ဆွဲပြီးတော့မှသူတို့ရဲ့မိသားစုရှိမှာပဲပလင်းကွဲနဲ့လေဘင်းကိုရဲရဲဆက်ဆက်ထိုးနှက်ပြီးတော့တပ်ဖြတ်လိုက်တယ်အဲ့ဒီနောက်မှာဝမ်ကသူလူတက်လိုက်မိပြီဆိုတော့မထူးတော့ဘူးအားလုံးကိုနှုတ်ပိတ်လိုက်တော့မယ်ဆိုပြီးတော့တယောက်ချင်းစီကိုဓားတွေနဲ့ထိုးလေဘင်းနဲ့ညှစ်ပြီးတော့ရဲရဲဆက်ဆက်တပ်ပစ်လိုက်တယ်တပ်ပစ်ပြီးတဲ့နောက်မှာအလောင်းတွေကိုရည်ကြည့်တယ်ပေါ့နော်ရည်ကြည့်တော့သူ့စိတ်ထဲမှာတယောက်လုံနေတယ်ပေါ့နော်အဲ့ဒါဘာလို့လဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဇင်လင်းရဲ့ဝန်းကွဲညီမတယောက်ကပဲဒီအခင်းပြတဲ့နေရာမှာမရှိနေသေးတာကိုသတိပြုမိလိုက်တယ်အဲ့ဒီအချိန်မှာဝမ်ကဒီအမျိုးသမီးကိုသူတို့ရဲ့မိသားစုဆိုင်ကိုအရေးကြီးတယ်
လာခဲ့ပါဆိုပြီးတော့လှည့်ဖြားပြီးတော့ခေါ်ခဲ့တယ်အဲ့လိုနဲ့ဒီအမျိုးသမီးဆိုင်ထဲကိုရောက်လာတဲ့အခါမှာခုနသူတို့မိသားစုကိုတတ်တယ်လို့ပဲသူ့ကိုလည်းပဲဝန်ကရဲဆက်ဆက်ကိုတတ်ပစ်လိုက်တယ်အဲ့လိုနဲ့ဒီ8နာရီအတွင်းမှာပေါ့နော်စုစုပေါင်းအလောင်း10လောင်းတိတိရှိသွားခဲ့တယ်အဲ့ဒီနောက်မှာဝန်ကဒီမိသားစုတွေရဲ့အလောင်းတွေကိုဓားတွေနဲ့အပိုင်းပိုင်းဖြတ်လိုက်ပြီးတော့မှအမိုက်ထည့်တဲ့ကျွေးအနက်ရောင်ထဲမှာထည့်ပြီးတော့မှတချို့ကိုပြင်လေထဲမှာဆွန့်ပစ်လိုက်ပြီးတော့နောက်တချို့ကိုတော့ဒေတာခံတွေဆွန့်ပစ်နေတဲ့အမိုက်ပုံကြီးကြီးတွေထဲမှာဆွန့်ပစ်လိုက်တယ်အဲ့ဒီနောက်မှာဆိုင်ထဲကိုပြန်လာပြီးတော့သွေးတွေပေနေတဲ့နေရာတွေညစ်ပတ်နေတဲ့နေရာတွေကိုတေချာလေးပြောင်းနေအောင်လို့ဆေးကြောလိုက်တယ်အဲ့နောက်မှာတော့သူရဲ့မိသားစုရဲ့အိမ်ကိုတွားလိုက်ပြီးတော့အဲ့ဒီမှာရှိတဲ့လုံချုံရဲ့တစ်တာထဲကပတ်စံတွေပြီးတော့ဆိုင်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအားလုံးကိုယူလိုက်တယ်ယူပြီးတော့အဲ့ဒီနေ့မှာတော့ဒီမိသားစုရဲ့အိမ်ထဲမှာပဲသူအိတ်ခဲ့တယ်ပေါ့နော်နောက်တစ်နေ့မနက်မှာတော့သူတို့ရဲ့မိသားစုကိုနေ့တိုင်းကုန်ကျန်းပစ္စည်းတွေပြီးဒီဆိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလာရောက်ပို့ပေးနေတဲ့ကုန်တင်ကားဒရိုင်ဘာကသူတို့ရဲ့စားတောက်ဆိုင်ရှိကိုရောက်လာတယ်ပေါ့နော်ရောက်လာတဲ့အချိန်မှာအရှိတကားမှာပေါ့နော်ဆိုင်ကို3ရက်လောက်ပိတ်ထားမယ်ဆိုတော့စာရွက်ကတ်ထားတာကိုတွေ့လိုက်ရတယ်အဲ့တော့သူကဘယ်လိုဖြစ်တာလဲပေါ့နော်ခါတိုင်းဆိုလို့ရှိရင်ဆိုင်ပိတ်မယ်ဆိုလို့ရှိရင်သူ့ကြိုပြီးတော့အကြောင်းကြားနေကြဒီနေ့မှဒီမိသားစုကဘယ်လိုဖြစ်တာလဲပေါ့နော်အဲ့လိုနဲ့သူကလည်းပစ္စည်းတွေတည်လာပြီဆိုတော့မေးဖို့အတွက်ဆိုပြီးတော့ဒီမိသားစုရဲ့အိမ်ကိုကားနဲ့မောင်းသွားခဲ့တယ်အဲ့လိုနဲ့အိမ်ရှိကိုရောက်တဲ့အခါမှာတော့တကားဖွင့်လာပေးတဲ့လူကသူလုံးဝမမြင်ဘူးတဲ့သစိမ်းတယောက်ဖြစ်နေတယ်အဲ့လူကဝန်ပေါ့နော်ဝန်ကသူ့တကားလာဖွင့်ပေးတာအဲ့တော့သူကမေးတာပေါ့နော်ဒီမိသားစုကဘယ်သွားတာလဲပေါ့ဘာလို့ဆိုင်ပိတ်တာလဲပေါ့အဲ့မှာဝန်ကအော်ဒီမိသားစုကတရုတ်ပြည်မကြီးဖက်ကိုခီးထွက်သွားတယ်ဆိုပြီးတော့ပြန်ပြောခဲ့တယ်အဲ့လိုနဲ့ driver လည်းအော်ဟလာဆိုပြီးတော့ပဲပြန်ထွက်သွားတယ်ပေါ့နော်အဲ့လိုနဲ့လူတက်မှုတွေဖြစ်ပြီး3ရက်အကြာမှာပေါ့နော်ဝန်ကဒီစားတောက်ဆိုင်ကိုပြန်ဖွင့်ပြီးတော့သူကိုယ်တိုင်လောက်ကင်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့ရက်နေငယ်ကြာဩဂုတ်လ10ရက်နေ့မှာတော့အလောင်းတွေရဲ့ခန္ဓာကိုယ်အပိုင်းစား10ခုလောက်ကဟန်စာကန်းချင်မှာမျောပါလာတာကိုရေကူးနေတဲ့လူတယောက်ကတွေ့လိုက်တယ်တွေ့တော့သူကလည်းထိတ်လန့်ပြီးတော့ရဲတွေကိုအချက်ချင်းအကြောင်းကြားလိုက်တာပေါ့နော်အဲ့လိုနဲ့ရဲတွေရောက်လာတဲ့ခါမှာပင်လယ်ကမ်းခြေတဝိုက်ကိုပိတ်ချလိုက်ပြီးတော့ရေထဲမှာမျောပါလာနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုစေယူခဲ့ကြတယ်ပြီးတော့ဒီတဝိုက်မှာပေါ့နော်စုံစမ်းစစ်ဆေးမှုတွေနောက်ပြီးတော့အလောင်းတွေရဲ့ပိုင်းစာတွေကိုလည်းဆက်ပြီးတော့ရှာဖွေခဲ့ကြတယ်ဒီအလောင်းပိုင်းစာတွေနဲ့ပတ်သက်ပြီးတော့ရဲတွေယူဆတာကဒါကတရုတ်ပြည်မကြီးကနေလာကြတဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေဒါမှမဟုတ်မောင်ခိုသမားတွေစီးလာတဲ့ဆက်လေတွေမှောက်သွားပြီးတော့ငမန်းတွေရဲ့ကိုက်ဖြတ်ခြင်းကိုခံခဲ့ရတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆကြတယ်ဒါပေမဲ့အလောင်းတွေကိုပိုင်းဖြတ်ထားတဲ့နေရာတွေကလုံးဝကိုတေတက်ပြီးတော့ရည်ရွယ်ချက်ရှိဖြတ်တောက်ထားတဲ့ပုံစံမျိုးဖြစ်နေပြီးတော့လက်ချောင်းတွေရဲ့လက်ပွေရအားလုံးကိုလည်းလုံးဝဖြတ်စည်းထားတာမျိုးကိုတွေ့လိုက်ရတာအဲ့တော့သူတို့ရဲ့အထင်ပေါ့နော်ဒါကမာဖီးယားဂိုင်းတွေချင်းရန်ဖြစ်ပြီးတော့တပ်ဖြတ်ထားကြတာဖြစ်နိုင်တယ်ဆိုပြီးတော့လည်းယူဆတယ်နောက်တစ်ခုကကျတော့သူတို့ရဲ့မြို့ထဲမှာကွင်းဆက်လူတပ်သမားတယောက်ရှိနေနိုင်တာဖြစ်နိုင်တယ်ဆိုပြီးတော့လည်းယူဆရတယ်ပေါ့နော်ပိုဆိုးတာကအဲ့ဒီအချိန်တုန်းကလူပြောက်တိုင်ချက်တွေမဖွင့်ထားတဲ့အခါကျတော့ဒီလောင်းတွေကဘယ်သူပဲဖြစ်နေတာလဲဆိုတော့ကိုလုံးဝဆက်ကြည့်လို့မရဖြစ်နေတာပေါ့နော်အဲ့တော့အာနာပိုင်တွေကဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကလူ၄ယောက်ရဲ့အစိတ်ပိုင်းတွေဖြစ်နိုင်တယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ကြတယ်ဒီလိုနဲ့နောက်တစ်ပတ်ကိုရောက်တဲ့အခါမှာပေါ့နော်ရဲတပ်ဖွဲ့ကမကာအိုမြို့ရဲ့အခြားကမ်းခြေတစ်ခုမှာလာပြီးတော့တောင်းတင်နေတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတချို့တွေကိုလည်းထပ်ပြီးတော့ရှာတွေ့ခဲ့တယ်နောက်ပြီးတော့ရက်ကွက်တစ်ခုမှာခွေးတစ်ကောင်ကလက်ပြက်ကြီးတစ်ခုကိုက်ပြီးတော့တွားနေတာကိုလည်းတွေ့လိုက်ရတယ်ပေါ့နော်အဲ့လိုနဲ့ဒီလိုမျိုးထိတ်လန့်စရာကောင်းတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေရှာဖွေတွေ့ရှိခဲ့တဲ့သတင်းတွေကအများပြည်သူတွေရဲ့အာရုံစိုက်မှုကိုရရှိလာပြီးတော့နေရာဒေသတော်တော်များများမှာဒီသတင်းကပြန့်နှံ့လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီပျောက်ဆုံးသွားတဲ့မိသားစုဝင်တွေရဲ့ဆွေမျိုးတယောက်ကဒီမိသားစုကငါ့ကိုအဆက်တွေမလုပ်တာတော်တော်ကြာပြီနောက်ပြီးတော့ခန္ဓာကိုယ်စိတ်ပိုင်းတွေနဲ့ပတ်သက်ပြီးတော့သတင်းတွေကလည်းထွက်နေတဲ့ခါကျတော့သူ့အနေနဲ့တန်တရားဖြစ်လာပြီးတော့ဒီနတ်မင်းရှစ်ပါးစားတော့ဆိုင်တွေကမိသားစုဝင်တွေပျောက်နေတယ်ဆိုပြီးတော့ရဲစခန်းကိုလူပျောက်တိုင်ချက်ဖွင့်လိုက်တယ်အဲ့ဒီအချိန်မှာရဲတပ်ဖွဲ့တွေကဒီမိသားစုဝင်တွေပျောက်ဆုံးသွားတာနဲ့ပင်လယ်ကမ်းခြေမှာရှာတွေ့ခဲ့တဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကဒီမိသားစုရဲ့အလောင်းတွေဖြစ်နိုင်တယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ကြတယ်
အဲ့လိုနဲ့ဒီမိသားစုလောက်ကင်နေတဲ့နတ်မင်း၈ပါးစားတော့ဆိုင်ကိုစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီမှာဝန်ချီဟန်တယောက်ကဒီဆိုင်တစ်ဆိုင်လုံးကိုဆက်လက်လေပတ်လောက်ကင်နေတယ်ဆိုတာကိုသိလိုက်ရတယ်။ရဲတွေကဒါထူးဆန်းပြီးတော့မတင်ကားစရာကောင်းတယ်ဆိုပြီးတော့ဒီဆိုင်ရဲ့မှတ်ပုံတင်ထားရတဲ့စာရွက်စာတမ်းတွေကိုရုံးနေမှာရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ဒီဆိုင်ရဲ့နာမည်ပေါက်ကဝန်ချီဟန်ရဲ့နာမည်ဖြစ်နေတယ်။ဒီတော့သူ့မှာတရားဝင်ပိုင်ဆိုင်တဲ့စာရွက်စာတမ်းတွေရှိနေတဲ့အတွက်ကြောင့်မလို့ချက်ချင်းမဖမ်းမနဲ့ခဏစောင့်ကြည့်ဖို့ပဲဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အာနာပိုင်တွေကဝန်ကသူအပေါ်ဝင်ငွေရဖို့ဆိုပြီးတော့ဒီပျောက်ဆုံးနေတဲ့မိသားစုရဲ့အိမ်ကိုတခြားလူတွေကိုငာရမ်းထားတယ်ဆိုတာကိုမကြခင်မှာပဲထပ်ပြီးတော့သိလိုက်ရတယ်။ဒီလိုမျိုးအရန်ကိုတန်တရားဖြစ်စရာကောင်းနေတဲ့လောက်ရက်တွေကြောင့်မလို့ပေါ့နော်ရဲတပ်ဖွဲ့ကဝန်ရဲ့ဘန်ပိုင်ဆိုင်မှုတွေကိုဆက်ပြီးတော့ဝင်ရောက်စစ်ဆေးခဲ့တယ်။နောက်ပြီးတော့ဝန်နေထိုင်တဲ့နေအိမ်ကိုလည်းသူမသိအောင်လို့တိတ်တိတ်ဆိတ်ဝင်ရောက်ပြီးတော့စုံစမ်းစစ်ဆေးခဲ့တယ်။ဒီနေရာမှာဇင်လင်းမိသားစုရဲ့ပိုင်ဆိုင်တဲ့စာရွက်စာတမ်းတွေနဲ့ကလေးတွေရဲ့ចောင်းသား ID ကတ်တွေပြီးတော့ဒီမိသားစုရဲ့နိုင်ငံသားကတ်ပြားတွေကိုပါရှာဖွေတွေ့ရှိလိုက်ရတယ်။ဒါကြောင့်မလို့ဒီတဲလွန်စတွေကဝန်ကိုဖမ်းဝရမ်းထုတ်ဖို့အတွက်လုံးဝကိုခိုင်လုံတဲ့အထောက်အထားတွေဖြစ်သွားခဲ့တယ်။ဒီလိုနဲ့ဝန်ကသူအဖမ်းခံရတော့မယ်ဆိုတာကိုရိပ်မိသွားတဲ့အခါမှာတော့တရုတ်ပြည်မကြီးကိုထွက်ပြေးသိမ်းဆောင်ဖို့အတွက်လုပ်တယ်ပေါ့နော်။ဒါပေမဲ့လူတက်မှုဖြစ်ပွားပြီးတစ်နှစ်အကျော်ကြာဖြစ်တဲ့1986ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာပဲနယ်စပ်ဂိတ်မှာရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်။အဲ့လိုဖမ်းဆီးနေတဲ့အချိန်မှာရဲတွေကထူးဆန်းတာတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါဘာလဲဆိုတော့ဝန်ရဲ့လက်ချောင်းတွေအားလုံးရဲ့လက်ပွေရာတွေကိုဖျက်ဆီးထားတာ။အဲ့တော့ရဲတွေကပို့ပြီးတော့တန်တရားဖြစ်သွားတယ်ပေါ့နော်။ဝန်ကအစပိုင်းမှာဒီလူတက်မှုနဲ့ပတ်သက်ပြီးတော့လုံးဝဝင်မခံဘဲနဲ့ညှင်းဆိုခဲ့တယ်။ဒါပေမဲ့ရဲတွေဖက်ကတော့ဝန်ရဲ့အိမ်မှာရှာဖွေတွေ့ရှိခဲ့တဲ့ဒီပျောက်ဆုံးနေတဲ့မိသားစုတွေရဲ့စာရွက်စာတမ်းတွေ ID ကတ်တွေကိုတွေ့ထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဝန်ကဒီပြစ်မှုမှာပါဝင်ပတ်သက်နေတယ်ဆိုတာကိုအသေးချာသိရှိပြီးသားဖြစ်တယ်ဆိုပြီးတော့ပဲပြောခဲ့တယ်။အဲ့လိုနဲ့အဲ့ဒီနေ့အော်တိုဘာလ2ရက်နေ့မှာတော့ဝန်ချီဟန်ကိုဒီဇင်မိသားစုရဲ့10ဦးစလုံးကိုတပ်ဖြတ်တဲ့အမှုနဲ့တရားဝင်ဆွဲချက်တင်ခြင်းခံလိုက်ရတယ်။အဲ့ဒီနောက်4ရက်အကြာအော်တိုဘာလ6ရက်နေ့မှာတော့သူကစုံစမ်းစစ်ဆေးသူတွေကိုဇင်မိသားစုကိုသူဘလို့တက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကိုဝန်ခံထွက်ဆိုခဲ့တယ်။ဝန်တရားအကျဉ်းထောင်ထဲမှာဖျက်တမ်းခဲ့ရတဲ့အချိန်တွေကတော်တော်လေးကိုတိုးတောင်းတယ်လို့ပြောရမယ်။သူဒီအမှုကိုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ဝန်ခံပြီးတဲ့နောက်မှာပြစ်မှုထင်ရှားတဲ့အတွက်ကြောင့်မလို့ထောင်ချခြင်းခံလိုက်ရတယ်ပေါ့နော်။အဲ့လိုနဲ့ထောင်ထဲမှာရှိနေတဲ့အချိန်မှာသူကဒီမိသားစုတွေကိုရဲရဲဆက်ဆက်တက်ခဲ့တယ်ဆိုတဲ့အကြောင်းကြောင့်လားဒါမှမဟုတ်ဘာကြောင့်မလို့လဲတော့မသိဘူးထောင်သားတွေရဲ့ဝိုင်းပြီးတော့ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်။အဲ့ဒီနောက်မှာသူကသူ့ကိုယ်သူတက်သေးဖို့ဆိုပြီးတော့တန်အမိုက်ပုံတွေကတန်တစ်ချောင်းကိုယူပြီးတော့မှသူ့ရဲ့လက်ကဝတ်ကသွေးကြောတွေကိုဖျက်ပစ်ခဲ့တယ်။အဲ့တော့နဲ့သွေးတွေအရန်ထွက်လာတဲ့အခါမှာဒီထောင်ဆောင်တွေကတွေ့သွားခဲ့ပြီးတော့သူ့ကိုချက်ချင်းပဲဆေးရုံပို့ပေးခဲ့တယ်။အဲ့လိုနဲ့သူတေချောင်းကြံစီတော့မအောင်မြင်ခဲ့ဘူးပေါ့နော်။ဒါပေမဲ့ဒီဇင်ဘာလ4ရက်နေ့မှာတော့သူကအမိုက်ပုံတွေကကိုကာကိုလာဘူးတစ်ခုကိုယူလိုက်ပြီးတော့အဲ့ဒီကိုကာကိုလာဘူးရဲ့အဖုံးတွေကတန်ပြားလင်းနဲ့သူ့ရဲ့လက်ကောက်ကိုထပ်ပြီးတော့လှီးဖြတ်လိုက်တဲ့အခါမှာကျတော့သွေးထွက်လွန်ပြီးတိတ်ဆုံးသွားခဲ့တယ်။ဝန်တရားသူ့ကိုသူတတ်မသိခင်တော့ကတေတန်းစာတစ်ဆောင်ကိုရေးပြီးတော့မှဒေတာတွင်းကသတင်းစာတိုက်ကိုပေးပို့ခဲ့တယ်။အဲ့ဒီတေတန်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့သူကိုသူအဆုံးစီရင်လိုက်တာကသူကျွလွန်ခဲ့တဲ့ပြစ်မှုရဲ့အပြစ်ရှိစိတ်ကြောင့်နောင်တတွေရပြီးတော့လှုပ်ခဲ့တာမျိုးမဟုတ်ဘဲနဲ့သူ့မှာနာတာရှည်ပန်းနိုင်ရင်ချက်ယောဂါကိုစိုးစိုးရွားရွားခံစားနေရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုမျိုးလုပ်ခဲ့တာဆိုပြီးတော့ရေးသားလာခဲ့တယ်။ဝန်သိဆုံးပြီးတဲ့နောက်မှာကောလာဟာလတစ်ခုကအပြင်းထန်တဲ့ကိုပြန့်နှံ့လာခဲ့တယ်။ဝန်ကစိုင်းပိုင်ရှင်တွေကိုတပ်ဖြတ်လိုက်ပြီးတဲ့နောက်မှာဒီနက်မင်း၈ပါးစားတော့ဆိုင်ကိုဘလို့ပုံစံမျိုးနဲ့ဆက်လက်လေပတ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့မြို့ထဲမှာပုံပြင်တစ်ပုတ်လိုပြန့်နှံ့လာခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ဝန်ကဒီလူသေးအလောင်းတွေရဲ့အသားတွေကိုနှုတ်ဆင်းပြီးတော့ပေါက်စီထဲမှာထည့်ပြီးတော့သူ့ဆိုင်မှာလာစားကြတဲ့လူတွေကိုရောင်းချခဲ့တယ်ဆိုပြီးတော့ထွက်ပေါ်လာခဲ့တာဒီပေါက်စီထဲမှာလူသားတွေကိုထည့်ပြီးတော့ရောင်းချခဲ့တယ်ဆိုတော့ကောလာဟလတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေဒါကဝန်တယောက်အတွက်၈နာရီအတွင်းရုပ်လောင်းတွေကိုမြန်မြန်ဆန်ဆန်နဲ့အလွယ်တကူဖျက်ဆီးပစ်ဖို့နီးလန်းတစ်ခုလည်းဖြစ်နိုင်တယ်ဆိုပြီးတော့လေလူတွေကပြောဆိုကြသေးတယ်ပေါ့နော်ဒီမြို့ပြပုံပြင်တွေကဒေတာခန်တွေကြားထဲမှာအရန်ကိုမှရေပန်းစားခဲ့ပြီးတော့တချို့ဆိုလို့ရှိရင်လူတက်မှုဖြစ်ပြီးနောက်ပိုင်းမှာဒီဆိုင်မှာတွားပြီးတော့တွားစားခဲ့မိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကောလာဟာလာတွေထွက်လာတဲ့အခါမှာသူတို့အနေနဲ့
သွေးပြတ်မတက်အောင်ဖြစ်ခဲ့ကြတယ်ပေါ့နော်ဒီလိုမျိုးအစားအစာထဲမှာလူသားတွေကိုထည့်ခဲ့တဲ့ဆိုတဲ့အချက်ကိုပို့ပြီးတော့ခိုင်မာစေတာကခန္ဓာကိုယ်အစိတ်ပိုင်းတွေထဲမှာခြေလက်တချို့ကိုပဲရှာဖွေသိရှိခဲ့ပြီးတော့တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလုံးဝရှာမတွေ့ခဲ့တာပဲအဲ့တော့ဝန်တယောက်ကတကယ်ပဲဒီရသားတွေကိုအစားအစာထဲမှာထည့်ပြီးတော့ရောင်းချခဲ့တာလားဒါမှမဟုတ်လို့ရှင်ဘယ်ုံများပျောက်သွားခဲ့လဲဆိုတာဒီနေ့ဒီချိန်ထိဘယ်နည်းဖြစ်နေသေးပဲပေါ့နော်နောက်ပြီးဒီမှာရဲတပ်ဖွဲ့တွေတခုယူဆတာကဝန်မှာကြံရပါတယောက်လည်းရှိနိုင်တယ်ဆိုပြီးတော့တန်တရားဖြစ်ခဲ့ကြတယ်ဘာလို့လဲဆိုတော့ဝန်ဒီမိသားစုကိုတပ်ဖြတ်ပြီးတဲ့အချိန်မှာဒီဆိုင်ပိုင်ရှင်အမျိုးသားရဲ့ညီမဖြစ်တဲ့လူကိုဖျားယောင်းခေါ်ယူခဲ့တယ်ဆိုပြီးတော့ပြောခဲ့တယ်နော်အဲ့ဒီချိန်တုန်းကဝန်ရဲ့အသက်က90ကျော်နေပြီဒါပေမဲ့ဒီအမျိုးသမီးကိုလာခေါ်တဲ့လူကအသက်30အရွယ်အမျိုးသားဆိုပြီးတော့အဲ့ဒီနေ့တုန်းကတွေ့ခဲ့တဲ့အိမ်နီးချင်းဖြစ်တဲ့လူကရဲတွေကိုထပ်ဆိုခဲ့တယ်အဲ့လိုနဲ့ရဲတွေကဝန်ရဲ့ပုံကိုပြလိုက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကငါအဲ့နေ့တုန်းကတွေ့ခဲ့တဲ့လူကဒီတယောက်မဟုတ်ဘူးဆိုပြီးတော့ပြောခဲ့တယ်နောက်ပြီးတော့တခုရှိတာကအဲ့ဒီချိန်တုန်းကနွေရာသီဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီဥတုကအရန်ပူတယ်ဒါပေမဲ့ဝန်တယောက်ကဒီအလောင်းကို8နာရီအတွင်းမှာလုံးဝကိုဖျက်တောက်ပြီးတော့ဆွန့်ပစ်ခဲ့တယ်ဆိုတော့သူတယောက်တည်းနဲ့တော့ဒီလောက်များတဲ့ရုပ်လောင်းကို8နာရီအချိန်တွင်းနဲ့ဖျက်တောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအဲ့တော့ရဲတွေယူဆတာကသူ့မှာကြံရပါတွေရှိနေနိုင်သေးတယ်ဆိုပြီးတော့ရဲတွေကတန်တရားဖြစ်တာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီလူကိုတော့လုံးဝရှောင်မတွေ့ခဲ့ကြအောင်ဒီမကောင်မြို့ရဲ့မြို့ပြကောလာဟာလာတွေနဲ့တကယ်ဖြစ်ပျက်ခဲ့တဲ့ပြစ်မှုတွေကိုအခြေခံပြီးတော့1993ခုနှစ်တုန်းက The Untold Story ဆိုပြီးတော့ရုပ်ရှင်တကားကိုဖန်တီးခဲ့ကြတယ်ဒီဇက်ကတော့ကြားဘူးတာကြာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်မကြည့်ရသေးဘူးတကယ်ကျွန်တော်အနေနဲ့ဒီမှုခင်းကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဒီဖြစ်ရမှန်ကိုရိုက်ကူးထားတဲ့ဇက်ကောက်ကြည့်ကြည့်ပေါ့နော်ဒီလိုနဲ့နတ်မင်း8ပါးစားတောက်ဆိုင်ကိုနောက်ဆုံးမှာတော့ရဲတပ်ဖွဲ့တွေကတင်စီသွားခဲ့တယ်နောက်ပိုင်းမှာဒီဆိုင်ကိုမတူညီတဲ့ပိုင်ရှင်မျိုးမျိုးတွေစီကိုပြန်လည်ပြီးတော့ရောင်းချခဲ့တယ်ဒါပေမဲ့စားတောက်ဆိုင်နဲ့စားတောက်ဆိုင်ရဲ့အပေါ်ထက်ကအခန်းဖြစ်တဲ့ဒီမိသားစုဝင်တွေကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အခန်းကိုတော့အချိန်တော်ကြာတဲ့အထိအသုံးမပြုဘဲနဲ့ဆွန့်ပစ်ထားခဲ့ကြတယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့ဒီနေရာတွေကပတ်စန်းဟိုတယ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့တယ်တကယ်တော့ဒီအမှုကလောင်ကစားလုပ်ပြီးတော့ပေးရမယ့်ပတ်စံကိုမပေးတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ရဲ့အပြစ်မဲ့တဲ့မိသားစုဝင်တွေပါအသက်ပေးလိုက်ရတာပေါ့နော်တကယ်တမ်းဒါသူတောင်းတဲ့ပတ်စံ2000ကိုပေးလိုက်မယ်ဆိုလို့ရှိရင်သူတို့မိသားစုအနေနဲ့ဒီလိုဆိုးရွားတဲ့အရာကြီးကိုကြုံတွေ့ရမှာမဟုတ်ဘူးပေါ့နော်ဒီအမှုကတော့ဒီလောက်ပါပဲအားလုံးလည်းဒီမှုခင်းကိုကြိုက်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နားဆင်သူရောက်စီတိုင်းကိုလည်းကျွန်တော်ရန်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye